ကျွန်တော်ကိုစင်မြဲအားပေးနေလျက်ရှိကြတဲ့ချစ်ပိဋကအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ22ရက်5လ2025ဆိုတဲ့ဇာတာပရိနိကန္နအတွက်ပေါ့နော်22ရက်5လ2025ဆိုတဲ့ဇာတာပရိနိကန္နမှာတဏီကုံစာဝမ်းချင်းကန္နအနေနဲ့တဏီကုံစာဝမ်းချင်းကန္နအနေနဲ့4-5ဝမ်းချင်း4-5ဝမ်းချင်းပေါ့နော်တဏီကုံစာဝမ်းချင်းကန္နအနေနဲ့4-5ဝမ်းချင်း4-5ဝမ်းချင်းကိုပတိကဏ္ဍအနေဖြင့်လဲအသုံးပြုနိုင်ပါတယ်ပေါ့နော်ပတိကဏ္ဍအနေဖြင့်အသုံးပြုနိုင်ပါတယ်တဏီကုံစာဝမ်းချင်းက4-5တဲ့ကပတိကဏ္ဍ4ပတိပေါ့နော်ပတိကဏ္ဍ4တဲ့က4နဲ့4 3 4 8ဒီ3ခွက်ပို့ထုတ်ပေါ့နော်တဏီကုံစာဝမ်းချင်း4-5ဝမ်းချင်းပတိကဏ္ဍအနေနဲ့4ပတ်တိ4နဲ့4 3 4 8ဒီ3ခွက်ပို့ထုတ်ပေါ့နော်တဏီကုံစာဝမ်းချင်းကဏ္ဍအနေနဲ့4-5ဝမ်းချင်းပတိကဏ္ဍအနေနဲ့5ပတ်တိအနေနဲ့2-5-4-5-6-5ဒီ3ခွက်ပို့ထုတ်ပေါ့နော်4-5ဝမ်းချင်း2-5-4-5-6-5ဒီ3ခွက်ပို့ထုတ်ပေါ့နော်ရှေ့မှာပြောထားပြီးသားပေါ့နော်တပတ်စာထူရှေ့မှာပြောထားပြီးသားပေါ့နော်ထူးမဲ့ဆိုတဲ့အရာလေးတွေပေါ့နော်ဗုဒ္ဓဟူးနဲ့ဇာတာပတိမှာ4ထိပ်2ထိပ်9ထိပ်4နဲ့9ထိပ်မာစတာကီးအနေနဲ့385တလုံးဒါဗုဒ္ဓဟူးဇာတာပတိနေ့အတွက်ပြောထားတဲ့ကန္နာလေးပေါ့နော်ဒါထူးမဲ့အရာလေးတွေပေါ့နော်အဲ့တော့မနေ့ဖြန်ဇာတာပတိနေ့ဆိုတော့က4ထိပ်2ထိပ်9ထိပ်4နဲ့9ထိပ်ဟုတ်ပြီနော်ဒီထိပ်စီ3လုံးကဏ္ဍ3လုံးကိုတတိထားရမယ်နော်မာစတာကီးအနေနဲ့385မာစတာကီးကတစ်လုံးလာမယ်ပြောထားပြီးသားနော်ဒါကတော့ဗုဒ္ဓဟူးဇာတာပတိနေ့ထူးမဲ့ဆိုတဲ့အရာလေးတွေပေါ့နော်မနေ့ဖြန်ဇာတာပတိဆိုတော့ချင့်ချိန်ဖို့အတွက်ပေါ့နော်ဇာတာပတိနဲ့တောက်ကြမှာစုံနဲ့ညီကိုဆက်လက်အားကောင်းနေစေပါပဲပေါ့နော်ဇာတာပတိနဲ့တောက်ကြမှာစုံနဲ့ညီကိုဆက်လက်အားကောင်းနေစေပါပဲပေါ့နော်ဒါလေးတွေကိုချင့်ချိန်ရမှာပေါ့နော်တိတ်ကောက်ခြင်းနဲ့ဝါသနာရှင်ချစ်ပိဋကအားလုံးအတွက်ပေါ့နော်22ရက်5လ2025ဆိုတဲ့ဇာတာပရိနိကန္နအတွက်ပေါ့နော်22ရက်5လ2025ဇာတာပရိနိကန္နမှာအတိတ်ကဝါသနာရှင်ချစ်ပိဋကအားလုံးအတွက်ပထမဆုံးကန္နအနေနဲ့ပလက်တိုင်ကန္နပေါ့နော်ပလက်တိုင်ကန္နမှာရေးထားတယ်ပလက်တိုင်ကန္နကတော့3-4-8နှစ်ပလက်တိုင်ကဏ္ဍကတော့3-4နဲ့ဒါပထမကဏ္ဍပေါ့နော်ဒုတိယကဏ္ဍအနေနဲ့ရေးထားတဲ့တိတ်စာသားလေးကတော့ဘူးကောင်းစင်ခံဒါကတော့အတိတ်ကဝါသနာရှင်ချစ်ပိဋကအားလုံးအတွက်ရေးထားတဲ့အတိတ်စာသားလေးပေါ့နော်ဒါကတော့ဘူးကောင်းစင်ခံဒါဒုတိယကဏ္ဍပေါ့နော်တတိယကဏ္ဍအနေနဲ့ချစ်ပိဋကတို့မြင်နေရတဲ့ဆက်လိန်ကဏ္ဍလေးပေါ့နော်ချစ်ပိဋကတို့မြင်နေရတဲ့ဆက်လိန်ကဏ္ဍလေးကိုမြင်ကိုရှုထောင်းကနေကြည့်ချက်ကောက်ပြီးကံကောင်းလို့အောင်မြင်နိုင်ကြပါစေပေါ့နော်ဒါကတော့တတိယကဏ္ဍပေါ့နော်သတ္တုဒ္ဒကဏ္ဍအနေနဲ့ကဏ္ဍနှစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍနှစ်ကွက်ကတော့84-25ပေါ့နော်84-25အာယုံမြင်က84-25ဒါကတော့သတ္တုဒ္ဒကဏ္ဍဖြစ်ပါတယ်ပြင်စမကဏ္ဍမှာကတော့ကဏ္ဍတစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍတစ်ကွက်ကတော့3-4ဖြစ်ပါတယ်3-4ကကံစမ်းရန်3-4ဒါကတော့ပြင်စမကဏ္ဍအနေနဲ့ပေါ့နော်အဲ့တော့22ရက်5လ2025ဆိုတဲ့ဇာတာပရိနိကန္နမှာတဏီကုံစာဝမ်းချင်းက4-5ဝမ်းချင်း4နဲ့ပတ်သက်ရင်3ခွက်ကဏ္ဍ3ခွက်ထုတ်ပေးထားတယ်နော်5နဲ့ပတ်သက်ရင်လည်းကဏ္ဍ3ခွက်ထုတ်ပေးထားပါတယ်ပေါ့နော်ဒါကတော့4-5ဝမ်းချင်းကဏ္ဍအနေနဲ့ပေါ့နော်ထူးမဲ့အရာလေးတွေကလည်းဗုဒ္ဓဟူးဇာတာပတိနေ့မှာဆိုတဲ့ကဏ္ဍလေးလည်းပြောပြီးသွားပြီနော်ပြီးတော့လက်ကျန်နေရဖြစ်တဲ့ဇာတာပတိတောက်ကြဆိုတဲ့ဂျုံနဲ့ညီကိုဆက်လက်အားကောင်းနေစေပါဆိုတာချင့်ချိန်ဖို့အတွက်ပြောတာနော်
တကယ်လဲစုံစုံနဲ့ညီကိုတစ်ချိန်ကြံပါသေးတယ်ပေါ့နော်ကဲဒီလောက်ဆိုပြည့်စုံပူလုံသွားပြီဆိုတော့ကတာယာပျော်ရှင်ငိမ့်ညမ်းပွဲကောင်းတော့ဘဝများကိုစီဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ